မောက်ကျွန်တော်မေးစရာရှိလို့ဗျချင်းနဲ့စာပြီးလားနဲ့ဆုံးတာကဘာစကလုံးလဲ ချင်းနဲ့စပြီးလားနဲ့ဆုံးတာဆိုတော့ချစ်လားဟုတ်လားအဲ့ဒီစကားလုံး ချစ်တာပေါ့မရဲ့ ဟာမရလူလေးပဲ ဟုတ်ပြီဒီချန်ကောင်းတယ်အဲ့လိုပြောပြီးတော့ရေးစားစကားတော့ပြောရမယ်အမကိုကျွန်တော်မေးစရာရှိလို့ဗျချင်းနဲ့စာပြီးလားနဲ့ဆုံးတာကဘာစကလုံးလဲ ချင်းနဲ့စပြီးလားနဲ့ဆုံးတာဆိုတော့ဟာတိပြီချစ်တီကလား နာတော့ရေးစစ်တယ်မှာတပူးဝယ်နောက်တဲ့တပူးလက်ဆောင်ပေးရအားပေးပါဦးမရဲ့